တရားသမားတွေတရားအားထုတ်ဖို့အတွက်စနစ်တကျပြသနေတဲ့ guideline မျိုးလည်းသိမပါဘူးသူတို့အဓိကဘာဦးစားပေးနေလဲဆိုတော့ဓာရေးကိုပဲဦးစားပေးနေတယ်ပฏิပတ်တိကိုသွားနိုင်တဲ့ပฏิပတ်တိလမ်းကြောင်းကိုပေးနိုင်တဲ့ဘယ်လိုပြောမလဲဟိုအလုတ်စင်သဘောတွေမပါဘူးအလုတ်သဘောတွေမပါဘူးပြောမယ်ဆိုလို့ရှိရင်ဇန်ကိုဘယ်လိုပွားမလဲစနစ်တကျပွားဖို့ပွားနည်းအဲ့ထဲမှာမရှိဘူးအဘိညာဉ်ဘယ်လိုလုပ်မလဲပြောမယ်ဆိုလို့ရှိရင်တမထာနာစိရိယတယောက်ပြည့်တင်သိလိုက်တဲ့ပညာရင်းမျိုးမဟုတ်ဘူးအဲ့ငယ်လည်းကြီးစနစ်ကပြောချင်တာတော့ဒါပဲအဓိကတော့ဘာလဲဆိုတော့ဒီပေါ့နော်ဒီအရေးမပါတဲ့စာတွေဥပမာဘိက္ခုနီဆိုလို့ရှိရင်ဘိက္ခုနီဆိုရင်ကိုယ့်ကိုလေးလာမှသိရမယ့်ဟာမျိုးနော်ကိုယ့်ကိုဥပမာစာပွင့်စနစ်ပြီးမှကိုယ့်ကိုဘိက္ခုနီဝင်နေတဲ့လေးလာအခုကဘာမှမဟုတ်ဘူးနော်ဘိက္ခုနီဝင်နေကိုခေါင်းအလေးခံပြီးကြက်ခိုင်းတယ်တကယ်တော့ဘာမှအသုံးဝင်ဘိက္ခုနီဝင်နေရအဲ့လိုမျိုးတွေပေါ့ဆိုလိုတာကအခုခေတ်ဒီငယ်လက်ကြီးဆောင်ပွဲစနစ်တွေလည်းပြောင်းသင့်နေပြီနော်ဒါဆရာတော်တွေဒါအသိမှာပါတပည့်တော်တို့ထက်နော်ဟိုဘယ်လိုပြောမလဲသာသနာရေးကိုခေါင်းထဲမှာထည့်ထားတဲ့ပုဂ္ဂိုလ်ပေါ့နော်မင်းတို့ဖြည့်အောက်မင်းတို့ပြောမလို့တော့လူငယ်တွေအတွက်တွေးပြီးတဲ့သူမျိုးမဖြစ်ဘဲနဲ့သိရမလားငါတို့လည်းဒီလိုပဲကြက်ပြီးဖြေလာတော့ကွာမင်းတို့လည်းဒီလိုပဲကြက်ပြီးဖြေဆိုလဲအဲ့လိုဟာမျိုးတွေခံများများဖြစ်နေတယ်ပြောမလို့ငါတို့ဘာတွေလုံးသိနေပြီလဲဘာတွေပြင်သိနေပြီလဲအဲ့ဒါမျိုးမတွေးဘူးငါတို့လည်းဒီလမ်းကြောင်းပဲဖြောက်လာတယ်မင်းတို့လည်းဒီလမ်းကြောင်းမဆက်ရှောက်အဲ့ဒါမျိုးတွေခံများများဖြစ်နေတယ်ဆိုတော့အဲ့ငယ်လက်ကြီးစနစ်ကကမ္မထာနာရှိရတယောက်သိတဲ့ပညာရေးမျိုးတစ်ခုမှမပါဘူးနော်ကမ္မထာနာရှိရတယောက်ဖြစ်လာမယ်ဆိုရင်ဘာတွေဘလို့သိတဲ့လဲဆိုရဲပညာရေးမျိုးငယ်လက်ကြီးထဲမှာတစ်ခုမှမပါဘူးကမ္မထာပိုင်းခလားကြီးထဲမှာကမ္မထာပိုင်းတော့ပါတယ်အဲ့ကမ္မထာပိုင်းကဘာမှသုံးစားမရဘူးမာတိကအဆင်မရှိတယ်သုံးစားမရဘူးဆိုတာကဘာလဲဆိုတော့ကမ္မထာကိုစနစ်တကျပွားများတတ်ဖို့သင်ပေးနေတဲ့အဆင့်မျိုးမဟုတ်ဘဲနဲ့ကလေးစာလောက်ပဲရှိတယ်ဥပမာဗြဟ္မဝိဟာရတရားဘဏ္ဍပါ၄ပါအဲ့ဒါတွေကဘာတွေလဲကလေးမေးခွန်းတွေဒါတွေကကိုယ့်ကိုတေချာသင်ပြီးတော့မှလေ့လာရမယ့်တရားတွေအမှန်မှန်ကဘာဖြစ်ရမလဲဆိုတော့စာသင်လဲဆိုတာကသဘောပေါက်ဖို့သင်ရမှာဟိုကြက်တူရဲလို့ကြက်ပြီးဖြေရတာမျိုးမဟုတ်ဘူးဓမ္မဝိဟာရတရား၄ပါးသိရုံနဲ့ဘာလို့တတ်မှာလဲဟုတ်တယ်မလားကမ္မထာဗြဟ္မဝိဟာရတရား၄ပါးသိရုံနဲ့ဘာမှလုံးမတတ်ဘူးအဲ့ဗြဟ္မဝိဟာရတရားကိုဘယ်လိုပွားရမလဲဆိုတာကိုသိမှာဒါမှတကယ်အရေးချင်းပါဝင်တဲ့စာမှုပွဲလို့ပြောရမယ်ဟိုဗြဟ္မဝိဟာရတရား၄ပါးလောက်ပဲမေးတယ်ဘာတွေလဲဒါဘယ်လောက်လဲ9မှတ်ဆိုတော့အဲ့လောက်လေးနဲ့ဘာသွားလုပ်တတ်မှာလဲဆောင်းဝဲဘွဲလက်မှတ်ကြီးတာပိုက်လာတယ်ဘာမှမလုပ်တတ်ဘူးအဲ့ဒီဟောဘယ်လိုပွားရမလဲမေးကြည့်ငယ်လက်ကြီးကိုမေးကြည့်ဘာမှမသိဘူးဘယ်လိုပွားမှန်းတော့မသိဘူးဓမ္မဝိဟာရကိုစရောနာသာတိဘယ်လိုပွားမလဲငယ်လက်ကြီးကိုတော့မေးကြည့်ဘာမှမသိဘူးဘာလို့မသိလဲဆိုတော့သူတို့ပြဋ္ဌာန်းကျမ်းစာမှာဟိုကဘာမှဒီကမ္မထာရေးအတွက်ကိုဘာမှသုံးစားမရတဲ့ပြဋ္ဌာန်းကျမ်းစာတွေဖြစ်နေလို့ဆိုတော့အဲ့ဒါတွေပေါ့အဓိကချက်ကတော့ဟိုပြောချင်တာကတော့နားလည်လောက်ထင်တယ်နော်တကယ်တော့သုံးစားမရတဲ့စာပေတွေကိုခေါင်းလေးခံပြီးကြက်ခိုင်းတယ်ဥပမာပေါ့အလတ်တန်းဆိုဘိက္ခုနီမဝင်ကြီးတွေခေါင်းလေးခံပြီးကြက်ခိုင်းတယ်တကယ်တော့ဘာမှသုံးစားမရဘူးလက်တွေလောက်ကမှာကမ္မထာရေးပိုင်းမှာပြန်သုံးလားဆိုလည်းဘာမှသုံးလို့မရဘူးသဘောပေါက်လားမသိမဆိုင်တဲ့ဟာတွေပေါ့ဗျာမဆိုင်တဲ့ဟာတွေဘိက္ခုနီမကကိုယ့်ကိုပြီးတော့မှလေ့လာလဲရတယ်အဲ့ဒါကိုဆောင်းဝဲစနစ်တွေထည့်ပြီးတော့ခေါင်းလေးခံပြီးကြက်ခိုင်းတယ်အဲ့ဒါတွေလည်းဖြုတ်သိမ့်နေပြီအဲ့ဒါတွေကိုစိတ်ညစ်လို့ဒီငလက်ကြီးကိုထင်မကြည့်တာအဓိကတော့ငလက်ကြီးရဲ့ပြဋ္ဌာန်းကျမ်းစာတွေကဘာမှသုံးစားမရဘူးဆိုတော့ကဒီတရားအထုတ်ဖို့အတွက်ကိုဘာမှအသုံးဝင်ဥပမာဇာတွေဘယ်လိုပွားမလဲဆိုရင်ငလက်ကြီးသွားမေးကြည့်ပရမဇန်ရအောင်ဘယ်လိုပွားမလဲလို့ငယ်လက်ကြီးသွားမေးကြည့်သူမသိဘူးပရမဇန်ကဘာလဲဆိုတော့သူပြောတတ်တယ်ဝိတဝိသရာပိတိဒုက္ခဧကဂတသူကတော့ဒါပြောတတ်တယ်နောက်ပရမဇန်ဘာတွေလဲဆိုတော့သူပြောတတ်တယ်ပရမဇန်ရမယ်ကမ္မထာဘယ်နှပါလဲသူပြောတတ်တယ်ငယ်လက်ကြီးသမားတွေဒါပေမဲ့အဲ့ဒီဇန်တွေရအောင်ဘယ်လိုပွားမလဲဖေမေးကြည့်ဘယ်လိုမှပြောတတ်တော့ဘာလို့လဲဆိုပြဋ္ဌာန်းကျမ်းစာတွေမှာမပါဘူးသူတို့တွေမှာပါတဲ့ဟာကခေါင်းစဉ်ပဲပါတာနော်ပရမဇန်ရနိုင်တဲ့ကမ္မထာကဘလောက်
အဲ့လိုမျိုးပေါ့နော်စသည်ဖြင့်ဒါတွေကဒီဆက်လက်တွေပဲပေါ့နော်ဆက်လက်တွေပဲပါတယ်ကျန်တာဒီကတရားရေးပိုင်းကိုတွားဖို့အတွက်အကူအားထားလုပ်တဲ့ပြဋ္ဌာန်းကျမ်းစာတွေမဟုတ်ဘူးဆိုလိုချင်တာအဲ့ဒါပဲဆိုတော့ဘွဲသာသတ်မှတ်ထားတယ်တကယ်တော့ဘာမှသုံးဆမရတဲ့ဘွဲဖြစ်နေတယ်ဝိပဿနာလမ်းကြောင်းကိုသွားမယ်ဆိုရင်ဘာအဲ့ဒီဘွဲကကိုယ့်အတွက်ဘာမှ guideline ပေးနေတဲ့ဘွဲမျိုးမဟုတ်ဘူးသဘောပေါက်လားဆိုတော့အဲ့ဒီနယ်လက်ကြီးစနစ်တွေလည်းပြင်သင့်နေပြီအနည်းဆုံးကဘာလဲဆိုတော့ဟိုပေါ့ဘုန်းကြီးလောကမှာပရမမူငယ်လက်ကြီးဓမ္မစရိယဒါဆိုတာဓမ္မစရိယ3ချမ်းဆွဲပြီးဝင်တာပြီးသွားပြီလို့ဒါဘုန်းကြီးလောကရဲ့ဒါခိုင်ချက်ပဲတကယ်တမ်းတစ်ကမှာ10ချက်လောက်သင်ရမှာနော်ပြီးကကျမ်းစာတွေဒီဝိပဿနာအမားတွေအရမဝါဒတွေမဖြစ်လာအောင်ဆိုပြီးတော့လေအရမဝါဒတွေမဖြစ်လာအောင်ဆိုပြီးတော့ကျွမ်းကျွမ်းကျင်ကျင်သိနာလဲအောင်ပေါ့နော်ဒီငယ်လက်ကြီးဘောပေါ့ဒီဘုန်းကြီးပညာရေးသင်ပြီးသွားတာ ਨੇ ဒီပုဂ္ဂိုလ်ကကိုယ့်ကိုတရားထုတ်တတ်ရမယ်ဆိုလိုချင်တာအဲ့ဒါပေါ့နော်သုံးဆမရဘူးလို့တာကဒီပညာရေးကိုသင်ပြီးပြီဆိုတာ ਨੇ ကိုလုံးတတ်ရမယ်ဇံဘလို့ပွားမလဲသူလုံးတတ်ရမယ်ဝိပဿနာဘလို့အထုတ်မလဲဟိုမှာဝိပဿနာဆိုတာကဘာပြောရရင်တော့အကျယ်ကြီးပဲနော်ပြောရရင်တော့အကျယ်ကြီးပဲတကယ်တော့စာပေမှာလာတဲ့ဝိပဿနာကတကယ်အခုပြနေတဲ့ခုခေတ်ပြနေတဲ့ဘုန်းကြီးတွေနဲ့တခြားစီပဲနော်တကယ်တော့တေချာလေ့လာကြည့်ရင်ဝိသုဒ္ဓိမတ်ကိုတေချာပြန်ဖတ်ကြည့်နော်ဝိသုဒ္ဓိမတ်မှာပါတဲ့ဉာဏ်စဉ်တွေနဲ့ဒီကနေ့ခေတ်ကဆရာတော်တွေဟောနေတဲ့ဉာဏ်စဉ်တွေနဲ့တခြားစီပဲအတိတ်နာကရှုရမယ်လို့ဝိသုဒ္ဓိမတ်မှာဟောထားတယ်ဒီကနေ့ခေတ်ကပစ္စုပန်တက်တယ်ပဲရှုရမယ်လို့ဟောထားတယ်သဘောပေါက်လားဝိသုဒ္ဓိမတ်မှာပြထားတာကပစ္စယပရိက္ခဘိုင်းနေရနောက်ပြီးတော့ကေခာဝိတရဏဝိသုဒ္ဓိဘိုင်းနေမှာအတိတ်နာကပစ္စုပန်ရှုရမယ်လို့ပြထားတယ်ဒီကနေ့ခေတ်ကပစ္စုပန်တက်တယ်ပဲရှုရမယ်လို့ယူထားတယ်သဘောပေါက်လားဆိုတော့အဲ့ဒါတွေကိုကတိချာချာကာနာနားလဲမထားဘူးဆိုရင်လမ်းကြောင်းကြီးအမားတွေကိုရောက်မှမသိရောက်သွားတယ်ဆိုတော့ပြောချင်တာကအဲ့ဒီဘုန်းကြီးပညာရေးတာအဲ့ဒီဘုန်းကြီးပညာရေးကနေကိုကဘွဲလက်မှတ်တစ်ခုရပြီးပြီဆိုတာနဲ့ကိုယ်တိုင်လောက်တက်ရမယ်ဇန်ငါပွားရင်လည်းဇန်လိုင်းသွားရင်လည်းဇန်လိုင်းကိုသူသွားတက်ရမယ်ဆိုတော့အခုငယ်လေးကြီးဘွဲလက်မှတ်သာပိုက်ပြီးသွားတယ်ကိုတရားထုတ်မယ်ဆိုလို့ရှိရင်တော့ guideline ကမရှိဘူးသိတယ်မလားဘယ်ဆောင်ဘယ်ဟိုငယ်လက်ကြီးနဲ့ပဲချိန်ကုန်သွားတဲ့လူကြတော့ဘယ်ပြီးတကအကျယ်ကြီးပဲလေထားကြတာတွေကြီးကားတွေဘာစောင်းဖတ်လို့ဖတ်မှမသိဘူးနော်ဘယ်တုတ်တန်ကြည့်ပြီးတော့ဘယ်ဇံကဘယ်တုတ်တန်မှာဟောထားမှလည်းမသိဘူးနော်ဟိုဇံတွေကိုပွားများမဲ့တုတ်တန်ဘယ်တုတ်တန်တွေထဲမှာအကျယ်တုံးကိုခေါ်ထားတယ်လဲ तू မသိဘူး तू သိတာကြီးပြဋ္ဌာန်းချမ်းသာလောက်ပဲဆိုလိုချင်တာအဲ့ဒါတွေတကယ်တမ်းဒီဘုန်းကြီးလို့အဲ့ဒီဘွဲကိုယူပြီးတာနဲ့အဲ့ဒီဘွဲကိုယူပြီးတာနဲ့ကိုဟာသီလသမာဓိပညာကိုစနစ်တကျတွားတက်အောင်သင်ပေးနေတဲ့စနစ်မျိုးမဟုတ်ပဲနဲ့ဟိုဘောဗျာဒီဘာမဟုတ်တဲ့အကလံပါကဝိသုဒ္ဓိမပြောမဆိုလို့ရှိရင်တော့ဒီပါလေဘိက္ခုနီမဟာတွေလဲခေါင်းလေးခံပြီးထိတ်ကြက်ခိုင်းလို့ကြက်ခိုင်းနော်ဘိက္ခုနီမတွေလဲကြက်ခိုင်းတယ်ဝင်နည်းဆိုတော့ကိုလေးလာရတာတင်ပြီးတော့ဝင်နည်းဆိုတော့ကိုလေးလာရုံနဲ့ရတယ်နော်ဝင်နည်းဆိုတော့ကိုလေးလာရုံနဲ့ရတယ်လေးလာရုံနဲ့ရမယ်အတိတရားကိုလေးလာရုံနဲ့သိတဲ့အတိတရားကိုဒီပြဋ္ဌာန်းကျမ်းစာထဲမှာထည့်ဖို့မလိုဘူးလို့ထင်တယ်နော်ဝင်နည်းဆိုတော့ကိုလေးလာရင်တော့ဝင်နည်းကသဘောပေါက်တယ်ပြီးတော့အဲ့လောက်ထိဒီနေ့ခေတ်မှာအဲ့လောက်ထိကျင့်တဲ့ပုံစံလည်းမရှိဘူးဆိုတော့ဘာမှအသုံးမဝင်တဲ့ဟာကြီးကိုသိတယ်မလားအတဝင်းကြီးကိုအသုံးဝင်လို့ပြောတာမဟုတ်ဘူးနော်ဆိုလိုချင်တာကအဲ့ဒီပြဋ္ဌာန်းကျမ်းစာကိုတင်ပြီးတာနဲ့သီလသမာဓိပညာကိုစနစ်တကျကျင့်တတ်ရမယ်ဒီလိုမျိုးပြဋ္ဌာန်းစနစ်မျိုးမဟုတ်ဘူးဖြစ်နေတယ်ခုခေတ်ကဆိုတော့သာသနာပေါင်းတွေဝင်လာတယ်နော်ဟိုဘယ်လိုပြောမလဲလမ်းပေးရပြောမယ်ဆိုခရမ်းပြောရင်ဗျာစိုက်ကားသမားကဖုန်းကြီးဝတ်လာတယ်10ဝါလောက်ရရင်သူကတရားပြနေပြီပြောချင်တာဘာမှ तू မသိဘူးနော်ကိုဆောင်လေးကောက်ဖက်ဒီဆောင်လေးကောက်ဖက် तू တရားပြတတ်ပြီဟုတ်တယ်နော် तू တရားပြတတ်ပြီပြောချင်တာဘာလဲဆိုတော့တကယ်တမ်းကျွမ်းကျင်မှု
အစ်စ်မရှိဘဲနဲ့ဆရာလုပ်တယ်ခုနလိုပေါ့မကတစ်ချိန်ကြာမှမသိနှစ်ချိန်ကြာမှမသိအဲ့ဒါလေးမသိတာတွေတပုံကြီးနဲ့ဆရာကြီးလုပ်တယ်အဲ့ဒါလေးဆိုတော့လူတွေကများသောအားဖြင့်ကဘုန်းကြီးပြောရင်မှန်တယ်လို့ပဲထင်တာလေသဘောပေါက်လားဘုန်းကြီးပြောရင်မှန်တယ်ဘုန်းကြီးပြောတရားဟောတာမှန်တယ်သူတရားဟောတာတရားလို့ပဲထင်တာအဲ့ဒီတရားမှားတဲ့တရားလားမှန်တဲ့တရားလားနားတဲ့ပုဂ္ဂိုလ်ကမဆန်းစစ်တတ်ဘူးဆိုလိုချင်တာတန်ခါနိုင်ကမှားလာမှသူပြောတယ်ဒီပုဂ္ဂိုလ်ကအရမဝါဒမီးဆိုတာကမလောင်ငင်နဲ့တားရမှာသူတို့ကိုယ်တိုင်ကိုကကမ္မထမ်းစီရဖြစ်ဖို့ကမ္မထမ်းစီရလုံးဝဆိုရင်ဒီပြဋ္ဌာန်းကျမ်းစာတွေမင်းကြည်ထားရမယ်မင်းဒီဆောင်ဝဲကိုမင်းအောင်မမင်းကမ္မထမ်းစီရလုပ်လို့ရမယ်အဲ့လိုမျိုးသူ့မှာစနစ်လည်းမရှိဘူးဆိုတော့သာသနာကအခုဘဲလန်းတော့ဖြစ်နေတာဘာစနစ်မှလည်းမရှိဘူးမှားလာမှကောက်မှားလာမှအရမလို့သူပြောမယ်ဒီဘုန်းကြီးကတော့ဒီတရားဟောနေတာမှားတယ်အစတည်းကသူတင်ထားပါလားအစတည်းကသူကမ္မထဆရာလုံးမပုဂ္ဂိုလ်ကဒါတွေမင်းသိတဲ့ guideline တွေချတာမှာကမ္မထဆရာလုံးပုဂ္ဂိုလ်ကဒါတွေမင်းသိတဲ့ guideline တွေချတာမှာစောင်းဝဲတွေမေးရမှာအရေးချင်းစစ်တဲ့စောင်းဝဲတွေမေးရမှာမေးပြီးတော့မှအဲ့ဒီက certificate လက်မှတ်တွေရလာမှာကမ္မထဆရာလုံးခိုင်းရမှာအခုကလမ်းပြဆိုင်ကားသမား10ဝါရလဲတရားဟောလို့ရပြီသဘောပေါက်လားလမ်းပြဆိုင်ကားသမားဘာမှမသိဘူး10ဝါရတယ်တွေ့ကြရစောင်းကောက်ဖတ်တယ်တရားဟောလို့တက်သွားပြီတရားမဟုတ်ဝိပဿနာတရားဟောမယ်ရတယ်မောကုဆရာတော်ကြီးတရားတွေနာမယ်ဒါဖြစ်ပြသူပြောတတ်ရပြီဖြစ်ပြလောက်ပြောတတ်ရပြီဆိုလို့ရှိရင်အဲ့ဒါပဲဗျပြောမယ်ဆိုလို့ရှိရင်တော့စနစ်ကမှစနစ်လည်းမကောင်းဘူးနော်အကုန်ဘဲလင်းတော့ဖြစ်နေတာဆိုတော့ဒါပါပဲနော်အဓိကမှားလာမှမိရလောင်မှသွားပြီးတော့ရေနဲ့နှိမ့်နေမလောင်ငင်တဲ့ကငါတို့ကဒါတွေလုတ်တင်ပါလားလို့သိတဲ့ရမှာနော်တန်ခါနိုင်ကလေကမ္မထာနာစီရလုံးမဲ့ဟောဒီပြဋ္ဌာန်းကျမ်းစာတွေကြည်ထားရမယ်ဒီလောက်တော့ကမ္မထာနာစီရလုံးမဲ့ပုဂ္ဂိုလ်ကသိတဲ့တယ်ဒီပရိယတ်တိအတိတရားတွေကကမ္မထာနာစီရတိုင်းမှာရှိတဲ့တယ်ဆိုရအဲ့ဒီလိုပြဋ္ဌာန်းကျမ်းစာတွေထုတ်ပြီးတော့မှကမ္မထာနာစီရလုံးမဲ့ပုဂ္ဂိုလ်ကဒီဆောင်ဝဲအောင်မှကမ္မထာနာစီရလုံးလို့ရမယ်ဆိုရဲအဲ့လို certificate တွေပေးရမယ် certificate လက်မှတ်ရတဲ့ပုဂ္ဂိုလ်မှာကမ္မထာစီရလုံးခံရမယ်ဆိုတော့အဲ့လိုဆိုလို့ရှိရင်အမားတွေဟောတဲ့လူစားတွေပေါ်လာကြမရှိတော့ဘူးသဘောပေါက်လားအမားဟောတဲ့လူစားတွေပေါ်လာကြအကြောင်းမရှိဘူးအခုကပါလဲဆိုတော့သာသနာလမ်းဘေးအိမ်သာလို့ပဲနော်ကိုအကြောင်းကကိုလို့ချင်တာလုပ်လို့ရတယ်သဘောပေါက်လားကိုကဟောချင်တဲ့တရားဟောလို့ရတယ်မှားလာမှလူသိများလို့ခိုးလူပြောတီလူပြောနဲ့မှားလာတော့မှတန်ခါနိုင်ကသူ့တရားနာတော့ဒီပုဂ္ဂိုလ်တော့အမားတွေဟောနေပါလားအဲ့ခါကျမှသိတယ်သဘောပေါက်လားဖြစ်နေတဲ့သာသနာအခုအဲ့လိုဘဲလင်းသားတွေဖြစ်နေတာမှားလာတော့မှဟိုလူကလာတိုင်တော့မှဒီပုဂ္ဂိုလ်မှားနေပါလားဟာလို့အဲ့ခါကျမှဝင်းနေစီကသွားလို့တယ်နော်ဆိုလိုချင်တာအဲ့ဒါပဲအုံနောက်မရှိဘဲနဲ့အာနာယူရတော့လေအမျှော်မြင်မရှိဘဲနဲ့အာနာယူရတော့လေစုပ်ပြတ်တက်ပြီးတော့ဘဲလင်းသားကိုဖြစ်နေတာဒါပါပဲအဓိကချက်ကတော့